ပကံမြေဤအနောက်ဘက်စီသို့လှမ်းကြည့်လျင်ကန်တာရဆန်သောလွင်းပြင်းကျဲကြီးထဲတွင်ထီထီမာမာတည်ရှိနေသောစိမ့်လန်းဆူပြည်သည့်တောင်ကြီးတစ်တောင်ကိုတွေ့ရပါလိမ့်မည်၎င်းမှာမြမာတို့ဤဝိညာဉ်ရေးရာနှင့်လောကီပညာရပ်တို့ကိန်းအောင်ရာပုပ်ပါတောင်မြတ်ပင်ဖြစ်သည်မှောင်အတိကြာနေသောညင်နတ်တန်းခေါင်ရန်ပုပ်ပါတောင်မကြီးဤ6ကမ်းပါရန်တစ်ခုရှိဂူဝတွင်တစိမ့်စိမ့်တောင်နေသောအလင်းတစ်ခုကိုမြင်တွေ့ရပါလိမ့်မည်ထိုအလင်းသည်မီးဘုံမှထွက်ကောအလင်းမဟုတ်တတ်တူနှင့်ဆေးမြေတို့ဓာတ်ပြူရာမှထွက်ပေါ်လာသောဓာတ်အလင်းပင်ဖြစ်သည်ဂူအတွင်း၌အနီရောင်ဝစ်စုံကိုဝစ်ဆင်ထားပြီးမျက်လုံးများမှမီးလျံကဲ့သို့တောက်ပါနေသောပုဂ္ဂိုလ်တူမှဖိုးအိုးကြီးကိုစူးစိုက်ကြည့်နေလေသည်ရုတ်တရက်ဖိုးအိုးတူမှတစီစီမီထန်နှင့်တူမီးလျံများကြားမှနဂါးတကောင်ဤဥခေါင်းထွက်ပေါ်လာသည်၎င်းမှာတကယ်အကောင်အထည်မဟုတ်ပဲပြဒါနှင့်တတ်တူတို့ဤဝိညာဉ်ထက်ပေါင်းစရာမှဖြစ်ပေါ်လာသည်ဖိုးဝင်းနဂါးဖြစ်သည်ဤဒီမှာဇော်ကြီးတို့တို့တေခြင်းနှင့်ရှင်ခြင်းရှုံးနိုင်ခြင်းနှင့်အောင်မြင်ခြင်းကိုဆုံးဖြတ်ပေးမိအရေးကြီးဆုံးအခိုက်အတန့်ပင်ဖြစ်သည်ပုပ်ပါတော်သည်ဤတော်ဟောင်းထီတီအတွက်မြေစီလွာအလွန်ကောင်းမွန်ပြီးရှားပါလာသောဆေးဖက်ဝင်အပင်ပေါင်းရာချီလူပေါက်ရောက်သည်ဤဒီမှာလောကီပညာရက်ကိုလိုက်စားသူများအသက်ရှည်စီရှာဖွေသူများနှင့်ဇော်ကြီးများအတွက်အကောင်းဆုံးသောဘုံပိမှန်ဖြစ်ခဲ့သည်ဇော်ကြီးဆိုသည်မှာစေဝါနှင့်အဂိရတ်ပညာဖြင့်ခန္ဓာကိုယ်ကိုတန်းစင်ကထွက်ရက်ပေါက်ရန်ကြိုးစားသူများဖြစ်သည်၎င်းတို့၏ရည်ရွယ်ချက်မှာတာမန်လူသားဘဝ၏ပုပ်တိုးပျက်စီးမှုကိုကျော်လွန်၍အသက်ရာထောင်မကရှေ့ကျစွာနေထိုင်နိုင်ရန်နှင့်တကောအစွမ်းများကိုရရှိရန်ဖြစ်သည်ထို့သောဖြစ်ရန်အတွက်ပုပ်ပါထောင်၏ဂူများထဲတွင်နှစ်ပေါင်းများစွာဖိုထိုးရခြင်းဖြစ်သည်ပုပ်ပါတောင်၏လွတ်ဟွတ်ကိုတစ်ခုအတွက်ဇော်ကြီးလောင်းတဦးသည်ရက်ပေါင်းများစွာအိမ်မငိုက်ပဲဖိုးကိုစောင့်ကြည့်နေခဲ့သည်ဇော်ကြီးသည်ပုပ်ပါတောင်မှရရှိသောနဂါးပတ်ပင်စီယိုးကြီးနှင့်အခြားသောလွတ်ဟွတ်ဈေးမြစ်များကိုဖြစ်သားနှင့်ယော်နောကကြိုချက်နေခြင်းဖြစ်သည်ဖိုအတွင်းရှိအပူချိန်မှာအမြင့်ဆုံးသို့ရောက်လာသောအခါဖိုထဲမှဖိုဝင်းနဂါးသည်မီးလံများကြားမှတရွေ့၍ထွက်ပေါ်လာသည်နဂါးသည်ဇော်ကြီး၏မျက်နှာကိုစူးစိုက်ကြည့်ကာဟိမ့်ဟောက်လေသည်ထိုချိန်တွင်ဇော်ကြီးသည်ကြောက်ရွံ့လူထွက်ပြေးလင်တ၎င်းလောဘဇောဖြင့်ဖြစ်သားကိုအတင်းနိုင်ယူလင်တ၎င်းဖိုးသည်ပောက်ကွဲကာအရာအလုံးပြကျသွားလိမ့်မည်ဇော်ကြီးသည်တည်ငြင်စွာဖြင့်မိမိ၏တောင်ဝေးကိုမြေတွင်စိုက်ကာမျက်တောင်ပွားများလျက်နဂါး၏အရှင်အဝါကိုထိန်းချုပ်ရသည်ဤဒီမှာစိတ်စွမ်းအားနှင့်ဓာတ်စွမ်းအားတို့၏တိုက်ပွဲပင်ဖြစ်သည်နဂါးသည်ဖိုအတွင်းမှတကူလုံးထွက်ပေါ်လာပြီးဂူအတွင်းတွင်ဝဲပြန်ကာဇော်ကြီးအားစမ်းသပ်သည်နောက်ဆုံးတွင်နဂါးသည်ဖိုအတွင်းရှိပြဓာလုံးကိုပါဇက်ဖြင့်ခဲယူကာဇော်ကြီးအားပေးအပ်လိုက်သည်ထိုခဏလိုက်ပင်ပြဓာရှင်လုံးသည်အနီရောင်တောက်တောက်မှအဖြူရောင်စူးစူးသူပြောင်းလဲသွားပြီးတိတ်တိမောက်သွားလေတော့သည်ဇော်ကြီးသည်ပြဓာရှင်ကိုငုံလိုက်သည်နှင့်သူ့ရဲ့ရုပ်ခန္ဓာသည်ပေါ့ပါသွားပြီးကောင်းကင်ရန်သူပြန်တက်နိုင်စွာရရှိသွားသည်ဖိုးဝင်းနဂါးသည်လည်းအောင်မြင်ခြင်း၏နမိတ်အဖြစ်ကောင်းကင်ရန်သူပြန်တက်ကတိမ်တိုက်များကြားတွင်ပြက်ကွယ်သွားလေသည်ဤဒီမှာဇော်ကြီးတို့ဟုပုပ်ပါတောင်ပေါ်တွင်ထရက်ပတ်သွားသည့်အထက်တိတ်အချိန်ပင်ဖြစ်သည်ယနေ့တိုင်းပုပ်ပါတောင်မကြီး၏ချုပ်ကန်ပါရန်များနှင့်လူသူမနီးတို့ဂူများထဲတွင်ဇော်ကြီးတို့ဖိုးထိုးခဲ့သည့်အမှတ်အသားများကိုတွေ့နိုင်စေသည့်သည်အချို့သောဒေသခံများကလအပြည့်ညများတွင်ပုပ်ပါတောင်ထိပ်၌ထူးခြားသောမီးတောင်မီးလျံများပြန်တန်းနေသည်ကိုမြင်ရတတ်သည်ဟုဆိုကြသည်ထို့အလင်းများသည်ထို့ရပေါက်သွားသောဇော်ကြီးများလားသို့မဟုတ်ယခုတိုင်ဖိုးအတွင်း၌စောင့်ကြိုနေစေဖြစ်သောဖိုးဝင်းနဂါးများလားမိတို့ပင်ဆိုစေကမူပုပ္ပတောင်နှင့်ဇော်ကြီးဖိုးဝင်းနဂါးတို့၏ဒန္တာရည်သည်မြမာတို့၏လောကီပညာရပ်အပေါ်ယုံကြည်မှုနှင့်တဘာဝလုံးစွမ်းအားများအပေါ်စူးစမ်းလိုစိတ်ကိုထာဝရရှင်တန်းစေမည်လျှို့ဝှက်ချက်တစ်ခုအဖြစ်ကြံရစ်နေပါတော့သည်ပုပ်ပါရွှေတောင်နဲ့ဝိဇာလံ
မောင်အတီဖုံးဂူလုံးအတွင်ဖိုးဝင်တကားရုပ်ချီထွား၍မြစ်တာတလောင်းထိန်ချုပ်ကြောင်းဖြင့်အောင်ပွဲစင်နွယ်ထွက်ရက်ဆွဲကဝိဇာလန်းသို့ကြွချီသည်